မြင်ကျင်တာတွေမြင်နေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်မကြားကျင်တာတွေကြားနေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်မရှူကျင်တဲ့အနံ့တွေရှူနေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်မစားကျင်တဲ့အရာတွေကိုစားနေရတာရှားပေါ်ရောက်နေတာကိုကဒုက္ခလို့မြတ်စွာဘုရားဟောတယ်မထီးတွေ့မကင်တွယ်ခြင်းသောအထီးတွေ့တွေနဲ့ထီးတွေ့နေရတာကိုကဒုက္ခလို့မြတ်စွာဘုရားဟောတယ်အဲဒီလိုကိုယ်နဲ့ထီးတွေ့တဲ့အာယုံတွေအပေါ်မှာမနှစ်သက်လာတဲ့အခါမှာလဲဒေါသထွက်နေမဲ့အစားဒါကိုကဒုက္ခပဲလို့သိပေးရနှုတ်နဲ့ခဏခဏရွတ်ပေးမမြင်ကျင်တာကိုမြင်လိုက်တော့အော်မမြင်ကျင်တာမြင်ရခြင်းဒီဒုက္ခဖြစ်တယ်ကိုယ်မှာဒေါသစိတ်နဲ့ဆင်ခြင်လိုက်တာမဟုတ်ဘူးဘုရားကဒါကိုဒုက္ခလို့ဟောထားတယ်သိအောင်လုပ်လို့ဟောထားတယ်လို့အဲ့ဒီအထီးပါဆင်ခြင်ပလိုက်အဲ့တော့ကိုယ်မမြင်ကျင်တာတွေမြင်ရတာကနေတရားဘက်ကိုရောက်သွားလိမ့်မယ်အမြင်ကျင်တာတွေမြင်တာကနေဒေါသမထွက်တော့ဘဲနဲ့ဒါဒုက္ခသစ္စာလို့သိပေးလိုက်ဒါဒီဆင်းရဲခြင်းပဲမကြားကျင်တာတွေကြားရတယ်လောကမှာကိုမကြားကျင်တဲ့စကားနဲ့ကြားကျင်တဲ့စကားမကြားကျင်တဲ့စကားကိုများများကြားရတယ်အဲ့တော့ကိုယ်ပတ်ဝန်းကျင်မှာဒီစကားတွေကြားနေတာပဲဆိုတော့ဒေါသထွက်မလားတရားရှာမလားကိုကငြိမ်းချမ်းမှုကိုရှာတာငြိမ်းချမ်းမှုကိုရှာမယ်ဆိုရင်မလိုချင်တဲ့အတန်တွေကိုနားထောင်နေရတယ်မကြားချင်တဲ့အတန်တွေကိုနားထောင်နေရရင်အဲ့ဒီလိုကိုမကြားချင်တော့ကိုမနဲ့တတ်တော့အတန်တွေကိုကြားနေရခြင်းကိုကဒုက္ခသစ္စာပဲလို့မြတ်စွာဘုရားဟောထားတယ်မကြားချင်တဲ့အတန်တွေကိုကြားနေရခြင်းကိုကဒုက္ခပဲလို့ဘုရားဟောတယ်ထက်ခါတက်ကနှုတ်နဲ့အဲ့လိုပွားပလိုက်နှုတ်နဲ့ရွတ်ပလိုက်နှုတ်နဲ့ရွတ်ပြီးရင်စိတ်နဲ့ပဲပွားခြင်းလဲစိတ်နဲ့ပွားပလိုက်ဒုက္ခသစ္စာကိုသိပေးလိုက်တာနောက်ကိုလိုချင်တဲ့အာယုံတွေကိုမတွေ့ရဘူးမကြားရဘူးဖြစ်နေတော့စိတ်ကအလိုမကျတွေဖြစ်ပူလောင်လာတယ်မြင်ကျင်တာကိုမမြင်ရတော့ပူလောင်လာတယ်ကြားကျင်တာကိုမကြားရလို့ကြားနေကြစကားလေးမကြားရလို့ပူလောင်လာတယ်အဲ့ဒီပူလောင်မှုကိုတွေ့လိုက်ပြီးတော့အခါဒါဟာချစ်ခင်နှစ်သက်အပ်တဲ့အာယုံတွေနဲ့မတွေ့ရတဲ့မပေါင်းဖော်ရတဲ့ဒုက္ခလို့မြတ်စွာဘုရားဟောတယ်ပိယေဟိဝိပယောကဒုက္ခပဲနောက်ကိုတွေ့ကျင်တဲ့သူနဲ့မတွေ့ရတာသူနဲ့တွေ့ပြီးသူပြောတဲ့စကားတွေနားထောင်ကျင်တာသူပြောတဲ့စကားတွေနားထောင်ခွင့်မရတာဒါဟာပိယေဟိဝိပယောကပဲချစ်ခင်နှစ်သက်အပ်တဲ့တတ္တဝါသင်္ခါရတွေနဲ့ရှင်ကွဲကွဲနေရတာသို့မဟုတ်သေကွဲကွဲနေရတာဒါကိုကဒုက္ခတရားပဲဒါဒုက္ခသစ္စာပဲလို့နှုတ်နဲ့ပွားကိုနှစ်သက်တဲ့အာယုံနဲ့မတွေ့ရခြင်းကိုကဒုက္ခလို့ဘုရားဟောတယ်ကိုနှစ်သက်တဲ့အာယုံနဲ့မတွေ့ရခြင်းကိုကဒုက္ခလို့ဘုရားဟောတယ်လို့ထပ်ခါနှုတ်နဲ့ပွားအဲ့ဒီလိုဒုက္ခသစ္စာကိုနှုတ်နဲ့ပွားသောအပြင်တော်၎င်းစိတ်ဖြင့်ပွားသောအပြင်တော်၎င်းသိအောင်လုပ်ရတယ်ဒီလိုသိပြီးတော့ကိုလိုချင်တာတွေမဖြစ်တာတွေဖြစ်လာတဲ့အခါအခြေခံအားဖြင့်မြတ်စွာဘုရားဟောထားတာကမအိုပါစေနဲ့လို့တောင်းတတယ်မရဘူးအိုးလာတယ်မနာပါစေနဲ့လို့တောင်းတတယ်မရဘူးယောဂရလာမသေးပါစေနဲ့လို့တောင်းတတယ်မရဘူးသေရမယ်အဲ့လိုအခြေခံအားဖြင့်ကိုတောင်းတတယ်လို့မဖြစ်တာကိုကယံပိဿံနာလပတိတံပိဒုက္ခပဲဒါမလိုချင်တာတွေကိုတောင့်တတာတွေကိုမရခြင်းဆိုတဲ့ဆင်းရဲပဲလို့အဲ့ဒီလိုထက်ခါပွားကိုတောင့်တတယ်လို့မဖြစ်ဘူးကိုကလောင်ကျွမ်းနေပြီပူလောင်လာပြီအဲ့ဒီလောင်ကျွမ်းမှုကနေအေးချမ်းခြင်းတယ်ငြိမ်းချမ်းမှုကိုရှာလာပြီဆိုတော့ကိုတောင့်တတယ်လို့မဖြစ်တာတွေကိုအလိုမကျဖြစ်ပြီးတော့စိတ်တိုင်းမကျဖြစ်ပြီးတော့ဒေါသထွက်မဲ့အစားအခုဆင်ခြင်တယ်လို့လေဆင်ခြင်ပလိုက်ရတယ်ဖြစ်ခြင်းတိုင်းမဖြစ်တာတောင့်တတိုင်းမရတာကိုကဒုက္ခတရားတစ်ခုပဲလို့ဘုရားဟောတယ်အဲ့လိုဆင်ခြင်လိုက်ဖြစ်ခြင်းတိုင်းမဖြစ်တာတောင့်တတိုင်းမရတာကိုဒုက္ခလို့ဘုရားဟောတယ်ထက်ခါပွားလဲပွားရောဒါကိုဒုက္ခမှန်သိသွားတယ်ကိုကအခုဖြစ်ချင်နေတာတစ်ခုခုကိုဖြစ်ချင်ပြီးတော့ဖြစ်မလာတော့စိတ်တွေဆိုးနေပူလောင်နေတာရောက်ရက်ခတ်နေတယ်
အဲ့ဒါကိုငြိမ်းချမ်းခြင်းတော့ခုနအတိုင်းနှုတ်နဲ့ဆင်ခြင်းလိုက်တာအခုဖြစ်ခြင်းနေတာဖြစ်ခွင့်မရဘူးဖြစ်ခြင်းနေတာဖြစ်ခွင့်မရတာကိုပဲဘုရားရှင်ကယံပိဿံနာလပတိတံပိဒုက္ခလို့ဟောထားတယ်တောင့်တတိုင်းမဖြစ်နိုင်သောဒုက္ခလို့ဟောထားတယ်အဲ့ဒီလိုထက်ကပွားအဲ့တော့ဒါဒုက္ခပဲလို့ထက်ကပွားတော့မြင်လာတစ်ချက်တည်းကတော့သိတာလည်းဖြစ်ကောင်းဖြစ်မယ်သိချင်မှလည်းသိမယ်ပွားတယ်ဆိုတာသူကအကျိန်များစွာလှုပ်ရတာတစ်ချိန်တည်းတစ်စက္ကန့်တည်းလှုပ်လိုက်တာမဟုတ်ဘူးတစ်မိနစ်တည်းလှုပ်လိုက်တာလည်းမဟုတ်ဘူးကိုပူလောင်မှုမငြိမ်းမချင်းလှုပ်ရတာတစ်နေ့လုံးထိုင်ပူလောင်ခဲ့ဘူးတယ်ဆိုရင်အဲတစ်နေ့လုံးကိုဒီတိုင်းပဲပွားလိုချင်တာမရတာကိုဒုက္ခလို့ဘုရားဟောတယ်လိုချင်တာမရတာကိုဒုက္ခလို့ဘုရားဟောတယ်သို့မဟုတ်အခုလိုချင်တာမရခြင်းကိုကဒုက္ခပဲဒါဒုက္ခသစ္စာအခုလိုချင်တာမရခြင်းကိုကဒါဒုက္ခပဲဒါဒုက္ခသစ္စာဘလို့အကျဉ်းပေါင်းရာထောင်ချီပြီးတော့ကိုပွားပလိုက်ရအေးချမ်းသွားတယ်ဆင်းရဲကိုဆင်းရဲမှသွားသိတာနဲ့ငြိမ်းချမ်းမှုစီရောက်လာဆင်းရဲကိုဆင်းရဲမှမသိတဲ့အခါကျတော့ဒီဆင်းရဲကိုပဲပြန်တောင့်တမြင်နေတာမမြင်ရရင်မရဘူးမြင်ရအောင်ကြိုးစားမှာပဲကြားကြံတာမကြားရရင်မကျင်တတ်ဘူးကြားရအောင်ကြိုးစားမှာပဲနဲ့ကြိုးစားတယ်ကြိုးစားတိုင်းမဖြစ်ဘူးဖြစ်တဲ့အခါရှိတယ်မဖြစ်တဲ့အခါရှိတယ်အဲ့ဒီလိုနဲ့လောင်နေပြန်ရောဖြစ်တော့လည်းမတင်းတိမ်ဘူးရပြီးသွားလည်းမတင်းတိမ်ဘူးနောက်တစ်ခါထပ်ရခြင်းလည်းပူလောင်နေတာဒီပူလောင်နေတာကိုဒါတောင့်တတိုင်းမရတာကိုကဆင်းရဲတစ်ခုပဲလို့ကိုကဆင်ခြင်လိုက်တာနဲ့ဒုက္ခသစ္စာကိုသိဒါအခြေခံဒုက္ခကိုသိအောင်လုပ်ရင်ငြိမ်းချမ်းတယ်ကိုယ်နဲ့ထိတွေ့နေတဲ့ပတ်ဝန်းကျင်ဆိုတာဒါအာယုံ၅ပါးတရားတွေပဲနောက်ကိုယ်စိတ်ကနေတွေးတယ်ကြံတယ်ဆိုတဲ့အခါမှာလေဒီအတွေးအကြံတွေကိုကအာယုံတစ်ပါးပဲဒီအာယုံတွေကိုကကိုနှစ်သက်သွားစေလိုက်မနှစ်သက်သွားစေလိုက်လုပ်နေကြတယ်ကိုယ်နှလုံးသွင်းကြကိုကနှစ်သက်မှုနဲ့နှလုံးသွင်းတဲ့အခါနှစ်သက်သွားတယ်ကိုကဒေါသအခြေခံအာယောနိသောမနတိကာရနဲ့နှလုံးသွင်းလိုက်တဲ့အခါမြင်လဲစိတ်ဆိုးကြားလဲစိတ်ဆိုးအနံ့ရလဲစိတ်ဆိုးအရသာရလဲစိတ်ဆိုးထိတွေ့ကင်တွေ့ရလဲစိတ်ဆိုးနဲ့အမှဒေါသတွေပွားမငြိမ်းချမ်းဒီလိုမငြိမ်းချမ်းတော့ဒီအာယုံတရားတွေကိုကမမြဲတဲ့တရားတွေပဲဒါတွေဟာဆင်းရဲတရားတွေပဲလို့ဆင်ခြင်လိုက်နိုင်ရင်နှစ်သက်ခြင်းမနှစ်သက်ခြင်းမဖြစ်တော့ပဲနဲ့ဒုက္ခကိုဒုက္ခမှန်သိသွားအဲ့ဒီမှာအချုပ်အားဖြင့်ဥပါဒနာခန္ဓာ၅ပါးဥပါဒနာခန္ဓာ၅ပါးဆိုတာကိုယ်ခန္ဓာကိုကငါသည်မောင်မြဖြစ်သည်ဆိုတဲ့စိတ်နဲ့ဆိုငါဘဝနဲ့ကန်ဆိုးလိုက်တာငါဘဝအစဉ်ပြေလိုက်တာအစဉ်ပြေတော့လဲအစဉ်ပြေလို့မလို့မိန်မောနေတယ်အဲ့ဒီလိုတတ်မှတ်ပြီးတော့အစဉ်မပြေတော့လဲညင်းညူနေတာငါဘဝနဲ့ဒုက္ခများလိုက်တာသူများနဲ့မတူပူလောင်နေတယ်အဲ့လိုဆိုတော့ကိုကပူလောင်နေတဲ့အချိန်မှာဖြစ်တဲ့ကိုခန္ဓာ၅ပါးခွဲခြားပလိုက်ရဥပါဒနာခန္ဓာ၅ပါးသည်ဆင်းရဲတရားသာဖြစ်တယ်ကိုဟာကိုမောင်မြလို့ထင်နေတာကိုအမှန်ကခွဲခြမ်းကြည့်လိုက်တော့အခုကိုဖြစ်နေတဲ့စိတ်မချမ်းသာမှုဖြစ်နေတယ်ဆိုတာဒေါမနတဖြစ်အဲ့ဒီဒေါမနတကတော့ဝေဒနာဆိုတော့ဝေဒနာခန္ဓာဖြစ်ဒီဝေဒနာခန္ဓာဘာကိုအကြောင်းပြုနေတာပါလဲဆင်ခြင်လိုက်တော့မြင်ကျင်တဲ့အစင်းအာယုံကြောင့်သို့မဟုတ်မြင်နေရတဲ့အစင်းအာယုံကြောင့်အဲ့ဒီယုတ်တရားကြောင့်အခုဒေါမနတဝေဒနာဖြစ်အကြောင်းရှိလို့ပေါ်လာတဲ့တရားသာဖြစ်တယ်အဲ့တော့သူ့ရဲ့အကြောင်းကယုတ်မြင်ရတဲ့အစင်းကြောင့်ဖြစ်တဲ့စိတ်မချမ်းသာမှုကြားရတဲ့အတန်ကြောင့်ဖြစ်တဲ့စိတ်မချမ်းသာမှုကိုကအခုသူ့ကိုလည်းမြင်နေရတယ်သူပြောတဲ့စကားတွေနားထောင်ပြီးတော့လည်းစိတ်တွေမချမ်းမသာဖြစ်ဒီလိုဖြစ်နေတော့ဖြစ်နေတဲ့အာဟုတုကနေလွတ်မြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်းတော့ကိုယ်တိုင်ကိုပဲပြန်ဆင်ခြင်လိုက်တယ်အခုဖြစ်တဲ့စိတ်မချမ်းသာမှုသည်ဝေဒနာခန္ဓာဖြစ်တယ်အဲ့ဒီဝေဒနာခန္ဓာသည်နံတရားတတ္တဖြစ်တယ်ဖြစ်ပြီးတော့ခဏနဲ့ပြတ်တယ်အကြောင်းရှိလို့ပေါ်လာတယ်အခုအာယုံအကြောင်းတရားကိုဖြောက်လိုက်နိုင်ရင်အဲ့ဒီအာယုံယုတ်တရား
ချုပ်သွားရင်တရားခံစားမှုကချုပ်မှာအခုစိတ်မချမ်းသာမှုဟာချုပ်မှာဒါကြောင့်ဒီစိတ်မချမ်းမသာဖြစ်နေတဲ့ခံစားမှုဟာမမြဲသောတရားသာဖြစ်တယ်အဲ့ဒီလောက်ကလေးပဲဒီအတိုင်းပဲရိုးရိုးလေးဆင်ခြင်လိုက်တာနှုတ်နဲ့ဆင်ခြင်လိုက်တယ်နှုတ်နဲ့ဆင်ခြင်လို့ရတယ်တရားထဲမှာမြတ်စွာဘုရားဟောထားဒီမဂ္ဂသစ္စာနဲ့ပတ်သက်လို့ပွားကြပြီဟေ့ဆိုလို့ရှိရင်ဒီလိုနှုတ်နဲ့ဒုက္ခသစ္စာကိုပွားရတဲ့အခါတွေရှိတယ်စိတ်နဲ့ပွားရတဲ့အခါတွေရှိတယ်ဒီတော့မှဆင်းရဲကိုဆင်းရဲလို့ तू မြင်မှာကိုဒါကြောင့်မြင်အောင်ကြည့်အခုခံစားနေတာအခုစိတ်မချမ်းမသာဖြစ်နေတာဒါဝေဒနာခန္ဓာနံတရားသာဖြစ်တယ်အဲ့ဒီနံတရားတွေအကြောင်းရှိလို့ပေါ်လာတယ်မြင်ရတဲ့အစဉ်အာရုံကြောင့်ပြီးတော့မျက်စိကြောင့်စက္ခုဝတ္ထုလို့ခေါ်တဲ့မျက်စိကြောင့်ဒီရုပ်ကိုအခြေခံပြီးတော့အာယုံရုပ်ကဲဝတ္ထုရုပ်ရဲ့ဒီရုပ်ကိုအခြေခံပြီးဖြစ်လာတဲ့ခံစားမှုအကြောင်းမဲ့ပေါ်လာတာမဟုတ်ဘူးဒါကြောင့်အကြောင်းနဲ့ဆက်ပြီးတွေ့သားပြီးတော့အခုဖြစ်နေတဲ့ခံစားမှုကဘယ်ကိုမှီလဲဟရိယဝတ္ထုရုပ်ကိုမှီတယ်နှလုံးသားကိုမှီတယ်အဲ့တော့ဟရိယဝတ္ထုရုပ်ကိုမှီတော့ဒီခံစားမှုဒီရုပ်ကိုမှီတယ်ဒီခံစားမှုဒီရုပ်အကြောင်းလည်းရှိတယ်အဲ့လိုအကြောင်းရှိပြီးမှပေါ်လာတယ်နောက်နှလုံးသွင်းမှုဆိုတဲ့နာအကြောင်းလည်းရှိတယ်ဒါကြောင့်ပေါ်လာတဲ့တရားအဲ့တော့ဒီခံစားမှုအခုစိတ်မချမ်းမသာဖြစ်နေတဲ့ခံစားမှုကဒီအကြောင်းတရားကြောင့်ဖြစ်ပြီးတော့ဒီအကြောင်းတရားချုပ်သွားရင်သို့မဟုတ်နှလုံးသွင်းမှုကိုပုံစံပြောင်းလိုက်တယ်ဒါသည်မမြဲသောဝေဒနာခန္ဓာသာဖြစ်သည်လို့နှလုံးသွင်းတာကတရားလမ်းကြောင်းအရာလဲနှလုံးသွင်းလိုက်ကိုခုနကငါမောင်မြဆိုတဲ့သူဟာဟိုလှဆိုတဲ့ဟိုလူကြောင့်ဒုက္ခရောက်ရတာငါဘဝဆိုးလိုက်တာဆိုတဲ့စိတ်ဆင်းရဲနေတဲ့သဘောတွေပျောက်သွားဝေဒနာခန္ဓာကိုဝေဒနာခန္ဓာအတိုင်းမြင်လိုက်ပြီးတော့ငါဒီမောင်မြဖြစ်တယ်ဆိုတဲ့အစွဲပါမရှိတော့အဲ့ဒီလိုပျောက်တော့မှစိတ်ချမ်းသာတာတရားအကြာကြီးထိုင်နေပြီမဲ့လို့အဲ့ဒီလိုမမြင်ရင်စိတ်မချမ်းသာခြင်းအပျောက်မသွားဘူးအခုမြင်လိုက်တော့ပျောက်သွားတယ်ဒီဝေဒနာဟာဝေဒနုပါဒနခန္ဓာဆိုတဲ့တဏှာဒိဋ္ဌိနဲ့ငါဥစ္စာငါလို့ဆွဲလန်းခံရတဲ့ခန္ဓာတစ်ခုပဲလို့မြင်လိုက်တယ်အဲ့ဒီဝေဒနာခန္ဓာကိုကဆင်းရဲခြင်းတသက်ပဲဒါဆင်းရဲတရားလို့မြတ်စွာဘုရားဟောတယ်နှုတ်နဲ့သာအဲ့တိုင်းပွားနှုတ်နဲ့အဲ့တိုင်းပြန်ဆင်းခြင်းနှုတ်နဲ့ရွတ်တာပင်ပန်းလာရင်စိတ်နဲ့ဆင်းခြင်းထက်ခါတက်ကဆင်းခြင်းဝေဒနာကိုဝေဒနာမှန်အထင်အရှားသိသွားသည့်အထီကိုဆင်ခြင်လိုက်အဲ့ဒီဝေဒနာကုံသွားတာကိုလည်းမြင်အောင်ကြည့်လိုက်တရားလဲဆင်ခြင်လိုက်တော့ခုနစိတ်မချမ်းမသာမှုကမရှိတော့ဝေဒနာကိုဝေဒနာမှန်သိသွားပြီးတော့မောင်မြလို့မထင်တော့တဲ့အချိန်မှာခုနစိတ်မချမ်းသာမှုမရှိတော့ဒါကြောင့်စိတ်မချမ်းသာမှုဆိုတဲ့ခံစားမှုဟာခဏဖြစ်ပြီးခဏချုပ်တယ်မြင်သွားရောခန္ဓာကိုခန္ဓာအတိုင်းမြင်သွားရောအဲ့တော့ဒီခန္ဓာဖြစ်တော့ခံစားနေမှသိတယ်သို့မဟုတ်ကိုမြင်ရတဲ့အစဉ်ကိုမြင်တဲ့အတွက်ကြောင့်မြင်သိစိတ်ဖြစ်တယ်ဒီအစဉ်အာယုံကြောင့်ဒီသိစိတ်ဖြစ်တယ်သို့မဟုတ်ခံစားမှုနဲ့ဘက်ကပြောမယ်ဆိုရင်ဒီခံစားမှုဖြစ်တာကိုသိတဲ့စိတ်ရှိတယ်စိတ်မချမ်းသာဘူးလို့ပြန်သိတဲ့စိတ်အဲ့တော့စိတ်မချမ်းသာမှုကိုပဲပြန်သိတဲ့စိတ်ကိုဝိညာဏခန္ဓာအခုစိတ်မချမ်းသာဘူးစိတ်မချမ်းသာဘူးစိတ်မချမ်းသာတာကိုသိနေတယ်အဲ့သိနေတာဟာမောင်များမဟုတ်ဘူးဒါသိတဲ့ဝိညာဏခန္ဓာတသက်သူဒီအကြောင်းရှိလို့ပေါ်လာတာပဲအာယုံရုပ်ကိုအကြောင်းပြုပြီးတော့ဒီစိတ်မချမ်းသာမှုဖြစ်တယ်အဲ့ဒီအာယုံရုပ်ကိုအကြောင်းပြုပြီးတော့ပဲထိပြီးတော့သူကမြင်သိစိတ်ဖြစ်ပြီးတဲ့နောက်မှာဒီဝေဒနာဖြစ်တာပဲမြင်သိစိတ်ဖြစ်ပြီးတော့အာယုံထိတဲ့ဖတ်တာဖြစ်ပြီးတော့ဒီစိတ်မချမ်းသာတဲ့ဝေဒနာပေါ်လာတာပဲအဲ့ဝေဒနာပေါ်တာကိုလည်းနောက်ကပြန်ပြီးတော့သိစိတ်ကပြန်သိတယ်အဲ့တော့ဒီသိနေတာဝိညာဏခန္ဓာပုဂ္ဂိုလ်မဟုတ်တတ္တဝါမဟုတ်ဒီဝိညာဏခန္ဓာကိုကအကြောင်းရှိမှပေါ်တာအကြောင်းချုပ်တော့ချုပ်သွားတာပဲမြင်လိုက်တယ်မမြဲဘူးပဲလို့မြင်တော့မောင်မြငါဘဝဆိုးလိုက်တာဆိုတဲ့ခံစားမှုမရှိတော့သိစိတ်ပဲရှိတယ်လို့တွေ့သွားအဲ့သိစိတ်ကိုကဝိညာဏခန္ဓာဆိုတဲ့ဆင်းရဲတရားပဲဒုက္ခသစ္စာကိုတွားတွေ့အခုသိနေတာ
ဒုက္ခသစ္စာပဲသိနေတာဒုက္ခသစ္စာပဲပါဠိလိုဆိုဒီဝိညာဏခန္ဓာဟာဒုက္ခသစ္စာပဲအဲ့လိုသွားတွေ့ခန္ဓာကိုခန္ဓာအတိုင်းတွေ့လိုက်တယ်ပုဂ္ဂိုလ်တ attva မဟုတ်အဲ့ဒီခံစားနေတဲ့ပုံစံကိုလည်းမှတ်သားနေတယ်ဘယ်လောက်ခံစားရတာဘယ်လိုခံစားရတာနဲ့မှတ်သားမှုရှိတယ်အဲ့ဒီမှတ်သားမှုကဒါတင်ညာတတ်ပဲနန္တရားတတ်သူလည်းပဲခုနအာယုံယုတ်နဲ့ဝတ္ထုယုတ်ကိုအကြောင်းပြုပြီးနောက်နှလုံးသွင်းမှုကိုအကြောင်းပြုပြီးပေါ်လာတဲ့မှတ်သားမှုတင်ညာဟာပုဂ္ဂိုလ်လည်းမဟုတ်ဘူးတ attva လည်းမဟုတ်ဘူးနန္တရားတတ်တင်ညာခန္ဓာဆိုတဲ့ဒုက္ခတရားတတ်ပဲအဲ့ဒီလိုပွားပေးလဲနှုတ်နဲ့ပွားတယ်စိတ်နဲ့ပွားတယ်ထက်ခါပွားတယ်ခုနစိတ်ဆင်းရဲမှုပျောက်သွားတရားကိုတရားအတိုင်းတွေ့သွားတရားသဘောတွေကိုပဲတွေ့သွားတယ်နောက်အဲ့ဒီလိုခံစားနေတဲ့အချိန်မှာဖြစ်တဲ့စေတနာရှိခံစားမှုကိစ္စပြီးဆုံးအောင်စေစောတာသို့မဟုတ်မြင်သိမှုကိစ္စပြီးဆုံးအောင်စေစောတဲ့သင်္ခါရခန္ဓာစေတနာရှိအဲ့တော့ဒီလိုမှာကိုယ်ခံစားနေတာမှာစေတနာရှိတယ်ခံစားမှုကိစ္စဖြစ်အောင်လုပ်နေတဲ့စေတနာရှိတယ်အဲ့ဒီစေတနာဟာသင်္ခါရခန္ဓာတတ်ပဲပုဂ္ဂိုလ်လည်းမဟုတ်ဘူးတ attva လည်းမဟုတ်ဒါဒုက္ခတစ်ခုတတ်ပဲအဲ့ဒီနာမ်ခန္ဓာတွေဘယ်သူမှီလဲဟရိယဝတ္ထုယုတ်ကိုမှီနေတယ်လောလောဆယ်ခံစားနေတာဟရိယဝတ္ထုယုတ်ကိုမှီပြီးတော့အကြောင်းကလည်းအစဉ်ယုတ်ဖြစ်ခြင်းဖြစ်မယ်အတန်ယုတ်ဖြစ်ခြင်းဖြစ်မယ်အဲ့ဒီအကြောင်းအာယုံယုတ်ကြောင့်ဖြစ်နေတဲ့နံတရားတွေပဲနောက်နှလုံးသွင်းမှုကြောင့်ဖြစ်နေသောနံတရားတွေပဲသိလိုက်တော့ခန္ဓာ၅ပါးပဲသွားတွေ့တာတွေ့တော့ဒါဆင်းရဲတတ်ပဲပုဂ္ဂိုလ်မှမဟုတ်တာလို့မြင်လိုက်တဲ့အချိန်မမြင်မချင်းပွားတယ်အချိန်များစွာပွားတယ်နောက်မြင်လိုက်တယ်မြင်လိုက်တော့ဆင်းရဲကိုဆင်းရဲမှန်သိသွားတာဒုက္ခသစ္စာကိုသိတာဒုက္ခသစ္စာကိုသိသွားတယ်ဆိုရင်ကိုပဲဒါကိုတွေ့တာမှုမရှိတော့မမြဲဘူးဆင်းရဲတဲ့တရားတွေဖြစ်ပြီးတော့ပြတ်နေတဲ့အတွက်အစိုးမရဘူးအကြောင်းကြောင့်သာပေါ်တာအကြောင်းချုပ်ရင်ချုပ်ကြတာအဲ့လိုဆင်ခြင်လိုက်တာနဲ့နေပြည်တော်ဉာဏ်ရတယ်ညီးငွေလာတာနဲ့ဒီကိုငါဆိုပြီးမတက်မှတ်တော့တက်မှတ်မှုရာကကင်းသွားတယ်အဲ့ဒါညီးငွေတာနဲ့တပြိုင်နက်ဆင်းရဲကိုဆင်းရဲမှန်သိတာနဲ့တပြိုင်နက်တက်မှတ်မှုကိုလည်းဖယ်လိုက်တယ်ဖယ်လိုက်တော့အဲ့ဒါအကြောင်းဖြစ်တဲ့သမှုတရားသစ္စာကိုပယ်တာခုနလိုမြင်ကျင်တာတွေကြားကျင်တာတွေမဖြစ်တော့မမြင်ရလို့ဆိုပြီးမလောင်တော့မကြားရလို့ဆိုပြီးတော့မလောင်တော့အကြောင်းဖြစ်တဲ့မြင်ကျင်တာကြားကျင်တာဆိုတဲ့ကာမိစန္ဒကိုပယ်လိုက်တာပယ်လိုက်တော့တဏှာကိုပယ်တယ်ရာဂကိုပယ်တယ်လို့ခေါ်သူ့ပယ်လိုက်တာနဲ့တပြိုင်နက်စိတ်ကကိလေသာကလွတ်သွားလောဘကလည်းလွတ်တယ်ဒေါသလည်းမထွက်တော့ဘူးဒေါသကလည်းလွတ်တယ်ငြိမ်သွားတာငြိမ်ချမ်းမှုသွားတွေ့အဲ့ဒါနိရောဓသစ္စာကိုဆိုက်ရောက်တာလိုချင်စိတ်မရှိတော့တာနဲ့ယုံနံချာနာမြင်လိုက်တာနဲ့ငြိမ်းချမ်းသွားတာအဲ့လိုငြိမ်းချမ်းကိုဘာလုပ်နေလဲမှန်စွာမြင်တော့ဒုက္ခကိုဒုက္ခမှန်မြင်အောင်ကြည့်တဲ့ဉာဏ်နဲ့အဲ့ဉာဏ်ကိုပွားပြီးတော့ကြည့်နေတာမက္ခသစ္စာပွားနေတာအတွေးအကြံကလည်းဒါကိုပူလောင်စေသောသဘောနဲ့လိုချင်စိတ်တွေဖြစ်စည်းလိုစိတ်တွေစတဲ့ဒီသဘောတွေနဲ့မတွေးဘူးဒီကာမဂုဏ်တရားကလွတ်မြောက်ခြင်းတဲ့အတွေးနဲ့ပဲရုပ်ကိုရုပ်လိုမြင်အောင်ကြည့်မယ်နာမ်ကိုနာမ်လိုမြင်အောင်ကြည့်မယ်ဆိုတဲ့ကိုယ့်ရဲ့ကြံစမှုဟာယုတ်နံဓမ္မကိုသာကြံစမမြဲခြင်းဆင်းရဲခြင်းအစိုးမရခြင်းကိုသာကြံစမှန်သောကြံစမှုနဲ့သွားတယ်ဒီလောင်ကျွမ်းမှုတွေမဖြစ်ပါစေနဲ့တော့ဆိုတဲ့စိတ်ဆန္ဒနဲ့ဝိရိယနဲ့အားထုတ်တယ်ဓမ္မဝါယာမဖြစ်လောင်ကျွမ်းမှုငြိမ်းဖို့ဒုက္ခကိုမြင်အောင်ကြည့်မယ်ဒုက္ခကိုပွားကြည့်မယ်ဒုက္ခသစ္စာကိုကျင့်ခံများစွာသိပေးပြီးတော့နေတော့ဝိရိယစိုက်တယ်ဝိရိယစိုက်ပြီးတတိကောင်းကောင်းနဲ့ကိုယ်တန်တာမှာပေါ်လာသောတရားတွေကိုခံစားမှုပဲပေါ်မှတ်သားမှုပဲပေါ်လောဘပဲပေါ်ဒေါသပဲပေါ်သိအောင်ကြိုးစားလိုက်တယ်တတိကောင်းပြီးတော့တမာရီကလည်းရှိစိတ်ကိုဘယ်မှမပြန့်စေတော့ဘဲနဲ့ကိုယ်ခန္ဓာမှာပဲအာယုံစိုက်ထားလိုက်တာအခြေခံအားဖြင့်တော့
ဝင်သက်ထွက်သက်မှာမြဲအောင်နေကြတယ်ဝင်လေထွက်လေရှူသွင်းရှူထုတ်လုပ်ပြီးတော့ဝင်လေထွက်လေဆိုတဲ့ရုပ်ကိုလည်းမြင်အောင်ကြည့်တယ်အဲ့ဒီဝင်လေထွက်လေထိပြီးတော့သိသွားတာကိုလည်းမြင်အောင်ကြည့်တယ်အဲ့လိုမြင်အောင်ကြည့်နေရင်လည်းဒီမှာငြိမ်အောင်ထားရင်လည်းထားတယ်ငြိမ်အောင်ထားပြီးတော့ရုပ်နဲ့နာမ်ပဲမြင်နေတာသေချာအောင်ကျင့်တယ်အဲ့ဒီရုပ်တရားနာမ်တရားမမြဲတာကိုလည်းမြင်အောင်သေသေချာချာကြည့်နေတယ်ကြည့်ပြီးမမြဲတော့ဘူးမမြဲဘူးဖြစ်ပြီးတာကပြတ်သွားပြီလို့မြင်သည်အထိကြည့်တယ်ပြတ်သွားတာတွေမြင်လာတာနဲ့အမျှမမြဲခြင်းကိုမြင်ပြီးဆင်းရဲခြင်းကိုမြင်ပြီးအစိုးမရခြင်းကိုမြင်ပြီးဒါဆိုရင်လိုချင်စိတ်ကတဖြည်းဖြည်းနဲ့ကွာသွားမယ်နောက်ပိုင်းလိုချင်စိတ်မရှိတော့ဒါကြောင့်တမတ်မှုကိုပယ်လိုက်ပြီးတော့ငြိမ်းချမ်းမှုကိုမျက်မှောက်ပြုသွားတယ်တရားနာသူပေါင်းသူတော်ကောင်းတို့ဒီလည်းပဲအဲ့ဒီလိုကိုယ်မှာဖြစ်တဲ့ဒုက္ခတွေကနေပြီးတော့တရားဆင်ခြင်ရင်းဖြင့်ငြိမ်းအေးရာကိုမျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေကုန်သတည်း